အလေးချိန်တစ်ပေါင်တောင်မပြည့်သေးတဲ့ငွေကင်းစကလေးငယ်လေးတွေအသက်ရှင်ဖို့မနေရုန်းကန်နေရတဲ့ ICU ခန်းထဲမှာအကြောင်းရင်းမရှိဘဲအယိုးကျိုးဒဏ်ရာတွေစက်တိုက်ရလာခဲ့ပါတယ်ဒီလိုဆိုးရွားတဲ့လုပ်ရက်တွေကိုလှုပ်ဆောင်ခဲ့တဲ့သူဟာသူတို့ကိုအသက်လူဆောက်ရှောက်ပေးနေရတဲ့တူနာပြုတ်တူဖြစ်နေတော့အခါငွေကင်းစအထူးကြက်မှတ်ကုသဆောင် ICU ကအာရွန်စထရမန်ဆိုတဲ့တူနာပြုတ်တူဟာငွေကင်းစကလေးငယ်တွေကိုရည်ရွယ်ချက်ရှိနာကျင်အောင်လုပ်ပြီးအယိုးတွေကိုကျိုးစေခဲ့တယ်ဆိုတဲ့ဆွဆွဲချက်နဲ့တရားစွဲခံထားရပါတယ်ဒီဖြစ်ရဟာ2023ခုနှစ်နွေရာသီကစတင်ခဲ့တာပါဆေးရုံရဲ့ ICU ထဲမှာရှိတဲ့ကလေးငယ်လေးဦးမှာဘာကြောင့်မှမသိပဲအယိုးကျိုးဒဏ်ရာတွေတွေ့ခဲ့ရပါတယ်အဲ့ဒီအချိန်တုန်းကဆေးရုံတာဝန်ရှိသူတွေဟာအကြောင်းရင်းကိုသေချာမသိတာကြောင့်ဒီတူနာပြုတ်ကို TB ရောဂါကူးစက်ခံရနိုင်ခြေရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့လစာအပြည့်ပေးပြီးယာယီအလုပ်နားခိုင်းခဲ့ပါတယ်ဒါပေမဲ့စိတ်ပျက်စရာကောင်းတာကသူအလုပ်ပြန်ဝင်ပြီးမကြခင်မှာပဲနောက်ထပ်မွေးကင်းစကလေး3ဦးမှာအလားတူအယိုးကျိုးဒဏ်ရာတွေထပ်မံတွေ့ရှိခဲ့ရပြန်ပါတယ်ဒါကြောင့်ပဲစုံထောက်တွေကဒီအမှုကိုလူသက်ရန်အထိရည်ရွယ်တဲ့ရာဇဝတ်မှုအဖြစ်ပြန်ဖွင့်ပြီးအပြင်းထန်စုံစမ်းပါတော့တယ်စုံစမ်းစစ်ဆေးသူတွေရဲ့အဆိုအရဒီတူနာပြုတ်ဟာ9ရက်သားအရွယ်သားရှိသေးတဲ့လာမစေပဲမွေးတဲ့ကလေးငယ်လေးတွေရဲ့ခြေထောက်နဲ့နံရိုးတွေကိုအကြိမ်ကြိမ်တမင်တကာချိုးခဲ့တာပါ CCTV မှတ်တမ်းတစ်ခုမှာလည်းအာရွန်ဟာမွေးကင်းစကလေးငယ်တဦးရဲ့ခြေထောက်ကိုပုံမှန်မဟုတ်တဲ့ဖိအားပြင်းပြင်းနဲ့ရရက်ဆက်ဆက်ကင်တွယ်နေတာကိုတွေ့ခဲ့ရပြီးမကြခင်မှာပဲအဲ့ဒီကလေးရဲ့အယိုးကျိုးသွားတာကိုဆရာဝန်တွေကအတည်ပြုနိုင်ခဲ့ပါတယ်လက်ရှိမှာတော့တပေါင်တောင်မပြည့်တဲ့ကလေးငယ်ရဲ့ဖြစ်ရက်အပါအဝင်ရာဇဝတ်မှုကြီးမြောက်များစွာနဲ့အာရွန်ဟာတရားရင်ဆိုင်နေရပါတယ်ဒီဖြစ်ရက်ကြောင့်တနိုင်ငံလုံးမှာရှိတဲ့မိဘတွေကဒေါသတကြီးမေးခွန်းထုတ်နေကြတာကတော့ပထမအကြိမ်တန်တရားဖြစ်ကလေးကဒီလိုလူမျိုးကိုကလေးတွေစီဘာလို့ပြန်လွတ်ခဲ့ရတာလဲဆိုတာပါပဲ